အခုဒီလိုမျိုးပန်းပွင့်လေးကိုထိုးပြမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးထိုးဖို့အတွက်ချီ3ရောင်လိုပါတယ်ရှင်ဒါကတော့ထိုင်းချီကိုသုံးထားတာဖြစ်ပါတယ်ရှင်ကိုကြိုက်နှစ်သက်ရာအရောင်တွေကိုထည့်သုံးနိုင်ပါတယ်ပထမဦးဆုံးအနေနဲ့ခွင်းရှင်လေးလုပ်မယ်နော်ပြီးလို့ရှိရင်တိုင်ရှည်လေးအတွက်ချိန်လေး2ခုတက်လိုက်မယ်ပြီးရင်တိုင်ရှည်လေးတွေတိုင်ရှည်လေးတွေကြီးပဲ12တိုင်ထိုးပါမယ်ရှင်ပြီးရင်ပြန်တွေ့မယ်နော်တိုင်ရှည်လေးတွေ12တိုင်ပြည့်သွားရင်တော့ဒီလိုလေးရှက်ကော်လေးကိုဆွဲလိုက်ပြီးတယ်ပြီးရင်ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးသွားရင်နောက်ထပ်ချိန်ကလေး2ခုတက်လိုက်ပါမယ်ပြီးရင်ဒီအပေါက်ကလေးမှာပထမဆုံးပေါက်ကလေးမှာတိုင်ရှည်တစ်ပေါက်ကို2တိုင်စီနဲ့တိုင်ရှည်24တိုင်ထိုးပါမယ်24တိုင်ထိုးပြီးသွားလို့ရှိရင်တော့ဒီလိုပုံလေးရပါမယ်ဒီလိုပုံလေးကိုရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှက်ကော်လေးနဲ့ဆက်ပြီးသွားလို့ရှိရင်ချီလေးကိုဖြတ်ထားလိုက်ပါမယ်နော်အဲ့လိုမျိုးလေးဖြတ်ပြီးသွားလို့ရှိရင်ဒီလိုပုံလေးရပါမယ်နော်အဲ့ဒါလေးကိုနောက်ထပ်ပန်းပွင့်ဖက်ကလေးလုပ်ဖို့အတွက်အဝါရောင်ချီလေးကိုသုံးပါမယ်ဝါရောင်ချီကလေးနဲ့ကျမကတော့တခြားလူတွေဘယ်လိုထိုးလဲတော့ကျမလည်းမသိဘူးပေါ့နော်ကျမလည်းအရင်ဆရာကြီးတော့မဟုတ်ဘူးပေါ့ကျမရဲ့ထိုးနည်းလေးကိုတငယ်ချင်းတွေကိုဒီတိုင်းမျှဝေပေးခြင်းလို့ပါဒီလိုလေးပွင့်ဖက်ကလေးအတွက်ဒီနားလေးမှာကျမကတော့ဒီလိုချီလေးကိုဆက်လိုက်ပါတယ်ပြီးရင်နှစ်တိုင်လေးထိုးလိုက်ပါတယ်ချိန်လေး2ခုထိုးလိုက်ပါတယ်ပြီးရင်နောက်တစ်ပေါက်မှာသွားပြီးတော့ကျမကဒါလေးကိုတစ်တိုင်လေးနဲ့ဒီလိုလေးကိုဥစားလိုးလိုက်တယ်နော်ပြီးတော့နောက်ထပ်တစ်ခုကိုကြတော့တိုင်ရှည်လေးနဲ့ဒီလိုလေးတစ်ထပ်နှစ်ထပ်ထိုးလိုက်တယ်နော်ပြီးရင်ဒီမှာ2ရစ်မယ်2ရစ်တင်တိုင်လေးကိုထိုးပါမယ်နော်2ရစ်တင်တိုင်လေးကို2တိုင်ထိုးလိုက်မယ်နောက်တော့2ရစ်တင်တိုင်နောက်တော့တစ်တိုင်2တိုင်ထိုးလိုက်မယ်နော်2ရစ်တင်တိုင်လေး2တိုင်ထိုးပြီးသွားရင်နောက်ထပ်တိုင်ရှည်လေးတစ်တိုင်ထိုးမယ်1ရစ်နဲ့ပြီးရင်နောက်ထပ်တစ်တိုင်ကိုကြတော့တိုင်တိုလေးပဲအကုန်ထုတ်လိုက်ပဲเนาะပြီးရင်နောက်ထပ်တစ်ပေါက်မှာသွားပြီးတော့ဒီလိုလေးချိတ်လိုက်မယ်ပြီးရင်နောက်ထပ်ချိန်လေး2ခုနဲ့နောက်ထပ်တစ်ပေါက်မှာသွားပြီးတော့အဲ့လိုနီးလေးနဲ့ထိုးသွားမှာပန်းပွင့်လေးပွင့်ပတ်ကလေး12ပွင့်ရလာမှာဖြစ်ပါတယ်12ဖက်ရလာမှာဖြစ်ပါတယ်ပွင့်ပတ်ကလေး12ဖက်ရလာမယ်ပေါ့နော်ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ပွင့်ပတ်ကလေးထိုးပြီးသွားမှပြန်တွေ့မယ်နော်ဖက်ထိုးပြီးသွားတဲ့ခါကျလို့ရှိရင်ဒီလိုပုံလေးရမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စောတုံးကဒီတိုင်လေးကိုတစ်ချမ်းပဲထိုးခဲ့တဲ့အတွက်ဒီဘက်မှာတစ်ချမ်းလေးတွေရှိတယ်အဲ့တစ်ချမ်းလေးတွေကနေပြီးတော့3ရစ်တင်တိုင်လေးတွေထိုးလိုက်မယ်နော်ဒီလိုလေးနဲ့ဆက်လိုက်ပြီးတော့1ရစ်ဒီမှာချိန်လေး3ခုတက်လိုက်မယ်ပြီးရင်1ရစ်2ရစ်တင်တိုင်လေးတွေကိုတစ်ပေါက်မှာ3တိုင်ထိုးမယ်1 2 3တိုင်ထိုးမယ်နော်
3 တိုင်ထိုးပြီးွားရင်နောက်ထပ်တစ်ပေါက်ကို3 တိုင်ထိုးမယ်ဒီမှာနောက်ထပ်တစ်ပေါက်မှာ3 တိုင်ထိုးမယ်နောက်ထပ်တစ်ပေါက်မှာပြီးရင်နောက်ထပ်တစ်ပေါက်မှာ3 တိုင်ထိုးမယ်နော်နောက်ထပ်တစ်ပေါက်မှာ3 တိုင်ထိုးပါမယ်အဲ့ကြရင်ဒီလိုလေးနဲ့4 6 8နဲ့4 6 8 9တိုင်ရှည်လေး9တိုင်ရမှာပေါ့နော်အဲ့တိုင်ရှည်လေး9တိုင်ရလာပြီဆိုရင်chain လေး3ခါတက်မယ်1 2 3အဲ့လိုပဲအပေါက်ကလေးတွေမှာပေါက်ကလေးတစ်ပေါက်ချင်းစီမှာပေါက်တစ်ပေါက်ကလေးချင်းစီမှာတိုင်ရှည်လေး2ရစ်တင်တိုင်ကလေးတွေ3ခုနဲ့3ပေါက်မှာ6တိုင်စီထိုးသွားပါမယ်နော်ပြီးရင်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်ခုလိုမျိုးလေး2ရစ်တင်တိုင်ရှည်လေး6တိုင်နဲ့ပြီးရင်chainလေး3ခါ2ရစ်တင်တိုင်ရှည်လေး3ခုစီ6တိုင်နဲ့chainလေး3ခါကိုထိုးလာတာနောက်ဆုံးမှာဒီလိုတစ်ပတ်ပြည့်သွားပြီဆိုရင်ရှက်ကော်လေးနဲ့ဆက်လိုက်ပါရှင်ရှက်ကော်လေးနဲ့ဆက်လိုက်ပါရှင်ပြီးသွားလို့ရှိရင်ဖြတ်လိုက်လို့ရပါပြီနော်အစတွေကိုတော့ကိုကြိုက်နေတဲ့လို့သိမ်းလို့ရတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာထောင်ကလေးက1ထောင်2ထောင်3ထောင်4ထောင်5ထောင်6ထောင်နဲ့6ထောင်ပန်းပွင့်ကလေးဒီလိုလေးတွေဖြစ်အောင်လို့ဥစားလေးမှာဒီလိုမျိုးပန်းပွင့်လေးတွေချိတ်တဲ့တိုင်ခုံလေးမှာရှိလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်နော်ကဲငွေချင်းတို့ကိုကျေးဇူးတင်ပါတယ်ဆုံးထိကြည့်ပေးတဲ့အတွက်